ဒီနေ့မှာယုံကြည်သူလို့ပြောတဲ့အခါမှာကျွန်တော်အရွယ်မရွေးဘုရားခင်ထဲမှာရင့်ကျက်တော်သူဖြစ်နိုင်ရတဲ့အခွင့်အရေးလူတိုင်းမှာရှိတယ်အားလုံးအတွက်ဒီအခွင့်အရေးဘုရားခင်ပေးတာဒါကြောင့်ဒီနေ့ကျွန်တော်ထူးပြောပြချင်တာကရင့်ကျက်တဲ့ယုံကြည်သူတယောက်ကဘယ်လိုလူလဲဆိုတာကိုခံယူဖို့ဖြစ်ပါတယ်เนาะဒါကြောင့်ယုံကြည်သူဖြောင့်မတ်တော်သူကယုံကြည်ခြင်း၌အကျင့်တရားအဖြစ်အသက်ရှင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အခြေခံပြီးမှအားပေးခြင်းနဲ့ပြောပြခြင်းတယ်ဆိုတော့ရှင်ယာကုပ်ခန်းကြီးအငယ်20နဲ့29မှာတွေ့ရတဲ့ကျမ်းပိုက်ဖြစ်တယ်ဆိုတော့ရှင်ယာကုပ်ကျမ်းကိုနည်းနည်းမိတ်ဆက်ချင်တယ်ရှင်ယာကုပ်ကျမ်းကAD 40လောက်မှာသူရေးခဲ့တဲ့ကျမ်းဖြစ်တယ်ဆိုတော့အထူးတစ်ဖြစ်ကျွန်တော်တို့တမန်တော်ဝတ္ထုဖတ်တဲ့ချိန်မှာတင်းထောက်ပေါ့နော်တတေဖန်ကိုတက်ဖြတ်တဲ့အချိန်ရှိခဲ့တယ်ပေါ့နော်ညင်ပန်နေဆက်ပြီးမှဒီအချိန်ကနေစပြီးယုံကြည်သူတွေလည်းအရရက်ကွဲလွန်သွားတာမျိုးရှိတယ်ဒီလိုကွဲလွန်သွားတဲ့ယုံကြည်သူတွေနဲ့အရရက်မှာရောက်တဲ့အခါမှာပုံစံအမျိုးမျိုးနဲ့အသက်ရှင်ရတယ်ယုံကြည်သူတွေဖြစ်ကြပေမဲ့လည်းဒုက္ခဆင်းရဲကြီးစွာနဲ့အသက်ရှင်ရတဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်ထားတဲ့အရာကဘာလဲဆိုတာကိုဒီနေ့ယုံကြည်သူတွေမေ့ပြောက်လို့နေပါတိတန်ခံစားရတဲ့ဒုက္ခထဲမှာရှိတဲ့ယုံကြည်သူတွေရှိခဲ့တဲ့အခါမှာအဲ့ဒီယုံကြည်ခြင်းထဲမှာဘလို့ပြန်အားယူပြီးမှဘုရားခင်ရဲ့လူတစ်ယောက်လို့ကျွန်တော်ဆက်သွားမလဲဆိုတာကိုရှင်ယာကုပ်ကအားပေးပြီးမှအနေနဲ့ရကွဲသွားတဲ့ယုံကြည်သူတွေကိုသူကဒီစာဆောင်လေးရေးပြီးမှခွန်အားပေးခဲ့တဲ့ယုံကြည်သူအတက်တာကိုလမ်းညွှန်ပေးခဲ့တာဖြစ်တယ်။ဒါကြောင့်ဓမ္မဆရာပညာရှင်တွေကတော့ရှင်ယာကုပ်ကျမ်းကိုတမန်တော်ရဲ့ဒုတ်တန်ကျမ်းဆိုပြီးမှတင်စားတယ်။သူကကျွန်တော်တို့ရဲ့အတက်တာကိုယုံကြည်ခြင်းထဲမှာဘလို့တိဆောက်ပြီးမှတွားရမလဲဆိုတာကိုအတားပေးပြီးမှသူပေါ်ပြထားတယ်။ဒါကြောင့်ဒီနေ့ရှင်ယာကုပ်ဒီကျမ်းစာကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်ပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့အတက်တာထဲမှာခရစ်တော်ကိုယုံကြည်ပါတယ်ဆိုတဲ့ယုံကြည်ခြင်းကိုကျွန်တော်အတက်တာထဲမှာပုံဖော်တာပုံဖော်ပြပြီးမှဘုရားသခင်ကိုအားကိုးပြီးရှောက်လန်းတဲ့ယုံကြည်သူဖြစ်ဖို့သူကအများကြီးတိုက်တွန်းအားပြီးတွန်းတင်ထားပါတယ်နော်ကိုလက်ဖြား၍နှုတ်ပတ်တရားကိုနာယုံမြတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောလွတ်ခြင်းနှင့်ဆက်ဆံ၍ဆုံးလင်းတော်တရား၌စစ်စစ်ကြည့်ရှု၍တည်ကြည်တော်သူမူကားတရားနာ၍မေ့လျော့တော်သူမဟုတ်အကျင့်တော်သူဖြစ်သည်ဖြင့်မိမိအကျင့်၌မင်္ဂလာရှိတော်သူဖြစ်၏ခမဲတော်ဘုရားသခင်ရှေ့၌စင်ကြယ်တန်ရှင်တော်တီလာဟုမူကားမိပမရှိတော်သူငယ်တကယ်တို့မုတ်ဆိုးမတို့သည်ဆင်းရဲခံရသောအခါသူတို့ကိုကြည့်ရှုပြုစုခြင်းကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့်ကင်းစင်ဆောက်ရှောက်ခြင်းပေသည်ပထမအဆင့်အနေနဲ့ကျွန်တော်ဧဝံဂေလိတရားကိုကျွန်တော်တို့ကြားတဲ့သူတစ်ယောက်ကယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုခံရမယ်ဆိုတဲ့သတင်းစကားကိုကျွန်တော်တို့ကြားရတဲ့သူတွေဖြစ်တယ်ဆိုတော့ဒါကကျွန်တော်ကြားရတဲ့အဆင့်ဆိုတော့ဒီလိုကြားရတဲ့သူကကျွန်တော်တို့ကိုဘာဖြစ်စေလဲဆိုတော့ကြားပြီးတဲ့နောက်မှာကျွန်တော်တို့ကနောင်တရပြီးမှထိုတရားကိုယုံကြည်လက်ခံတဲ့အခါမှာဧဝံဂေလိသတင်းစကားကအပြည့်အဝကျွန်တော်တို့ရဲ့အတ္တတာကိုပြောင်းလဲမှုတက်ရောက်စေတယ်ပထမဆုံးကျွန်တော်ယုံကြည်သူစဖြစ်တဲ့အခြေအနေဆိုဧဝံဂေလိတရားကဒါကြောင့်တကူလို့ရှင်ပေါလုကအမြဲတမ်းတင်စားပြီးပြောတာဘာကြောင့်လဲဆိုလုံးဝမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာကိုဒီဧဝံဂေလိတရားကိုယုံကြည်လက်ခံလိုက်တာနဲ့စန့်ကျင်ဘက်ဘဝပြောင်းလဲသွားတဲ့အရာကိုပြောတာအဲကြောင့်ဒီအရာကိုခံစားတဲ့အခါမှာပထမဆုံးကျွန်တော်ကြားရတဲ့အခွင့်အရေးရှိပေမဲ့နောင်တရပြီးမှကျွန်တော်တို့ယုံကြည်လက်ခံမှုမရှိတေးတရွိတ်တော့ဒီအရာကကျွန်တော်တို့အတက်တာထဲမှာအကျိုးတက်ရောက်မှုဘာမှမရှိဘူးဒါပေမဲ့လက်ခံလိုက်တဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ရဲ့34အရင်တုန်းကကျွန်တော်တို့အပြစ်သားဆိုပေမဲ့ဒီချိန်မှာတန့်ရှင်းတဲ့သူဆိုချက်ချင်းကိုပြောင်းလဲစေတယ်ဒါကဧဝံဂေလိရဲ့တကူအားဖြင့်ကျွန်တော်တို့ဘဝကိုပြောင်းလဲလိုက်စေတယ်ဆိုတော့အဲ့ဒါပထမဆုံးကျွန်တော်ကြားရတဲ့အဆင့်လောက်မှာရက်နေရင်ဘာမှကျွန်တော်တို့အတွက်အကျိုးမရှိပါဘူးเนาะဒါကြောင့်ဧဝံဂေလိတရားကိုကြားတဲ့အဆင့်ညတာမဟုတ်ပဲနဲ့ကျွန်တော်တို့ကအတက်တာအတစ်ဖြစ်လာတဲ့နောက်ပိုင်းမှာတန်ရှင်းတော်ဝိညာဉ်တော်ကလည်းကျွန်တော်တို့ရဲ့ဘဝကိုအမြဲတမ်းလမ်းညွှန်မှုပေးပြီးထိန်းချောင်းပြီးမှပို့ဆောင်နေမယ်ဆိုတဲ့ဘုရားရဲ့နှုတ်ပတ်တော်စကားရှိတဲ့အတိုင်းအဲ့ဒီအရာကျွန်တော်တို့ရဲ့အတက်တာထဲမှာထင်ရှားရမှာဖြစ်တယ်အဲ့ဒီရဲ့
အကြောင်းနဲ့ဆက်ဆက်ပြီးယုံကြည်သူတယောက်ဖြစ်တဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့ကြားလိုက်ရတဲ့အရာကဧဝံဂေလိတည်တင်းစကားဖြစ်တယ်လို့ဘုရားသခင်ရဲ့နှုတ်ပတ်တရားကလည်းကျွန်တော်တို့ကိုလွတ်ချင်းအခွင့်နဲ့ပြီးဆုံးတဲ့ဘဝကိုဖန်တီးပေးတယ်။ဒါကြောင့်ကျွန်တော်ကယ်တင်ခြင်းရတယ်ဧဝံဂေလိတရားကိုကြားတယ်လို့ကျွန်တော်ပြောတဲ့အခါမှာကျွန်တော်တို့အဲ့လိုတည်တဲ့ခံစားချက်မျိုးမရှိဘူးဆိုရင်ဘုရားသခင်လုပ်ပေးတဲ့အရာဘာလဲကျွန်တော်တို့မခံစားဘူးဆိုရင်တခုခုလွဲတယ်။ဒါကြောင့်ကယ်တင်ခြင်းဧဝံဂေလိတရားကိုကြားပြီးမှကယ်တင်ခြင်းကိုရယူတယ်လို့ပြောတဲ့အခါမှာအလုံးစုံသောလွတ်ခြင်းအခွင့်ကျွန်တော်ထဲမှာရှိတယ်လို့ပြည့်စုံတဲ့ဘဝဖြစ်တယ်ဆိုတာကိုနားလေတာဖြစ်တဲ့အတွက်ကြောင့်မို့ကယ်တင်ခြင်းရတော့သူဒီဝမ်းမြောက်တယ်ဆိုတာကိုဒီဟာကိုနားလေလို့ပြောတာဆိုတော့အဲ့ဒီလိုဝမ်းမြောက်တဲ့သူတဲ့အတက်တာမှာဘုရားသခင်ကဆက်လက်ပြီးဝမ်းမြောက်စရာနဲ့ခွန်အားယူစရာတွေအားဖြစ်ပဲတွင်တင်ပြီးပို့ဆောင်ပေးမှာဖြစ်တယ်ဒါကိုရှင်ယာကုပ်ကကွဲလွန်သွားတဲ့ယုံကြည်သူတွေကိုလည်းတိတ်ဆိတ်တယ်လို့ဆက်နားလေစေပြီးမှဒုက္ခခံနေရပေမဲ့လည်းဘုရားသခင်ရဲ့ဂတိစကားတွေဘယ်တော့မှအဲ့ဒီဒုက္ခထဲမှာပြက်ပြဲမတော်ဘူးဘုရားရဲ့တာဝန်ယူခြင်းအပြည့်အဝဆက်ရှိတယ်ဆိုတာကိုသူခွန်အားပေးပြီးမှယုံကြည်တဲ့ဘုရားကိုယုံကြည်ခဲ့တဲ့အတိုင်းသူပြောတဲ့စကားတွေပေါ်မှာဆက်အခြေခံပြီးဆက်သွားဖို့ဖြစ်တယ်ဆိုတာကိုရှင်ယာကုပ်ကအားပေးတွန်းတယ်အဲ့ဒါကိုကျွန်တော်တို့ဒီလိုခံစားရတဲ့ကယ်တင်ခြင်းနဲ့ဆက်ဆံပြီးမှဘုရားခင်ပြုပေးတဲ့အရာတွေကိုအသက်တာထဲမှာဆက်ပြီးမှမစည်းစိမ်မှုခံစားမှုမရှိတယ်လို့ကျွန်တော်တို့ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကကြားလိုက်တဲ့သတင်းစကားကကြားတယ်ဆိုတဲ့အစစ်လောက်မှာပဲရက်ပြီးမှကျွန်တော်တို့ရဲ့အသက်တာထဲမှာဆက်စည်းစိမ်တဲ့ဘဝအခြေအနေတွေမှာမရှိသေးဘူးဆိုတာကိုနားလည်ရလိမ့်မယ်။အဲကြောင့်ပထမဆုံးကျွန်တော်ဒါပထမအစစ်အနေနဲ့ဧဝံဂေလိတရားအပြင်ဖြစ်လာတဲ့ယုံကြည်သူတယောက်ရဲ့ဘဝကိုနားလည်စေချင်တယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဆက်သွားရမယ်ကျွန်တော်တို့ရဲ့အသက်တာအရှိကြီးကြတယ်။အဲ့ဒီအသက်တာအရှိကြီးထဲမှာကျွန်တော်တို့ကဘလို့ဆက်ပြီးမှတွားရမလဲဆိုတဲ့အပိုင်းကိုရှင်ယာကုပ်ကအတိကပြောတာဆိုတော့ရှင်ယာကုပ်စာဆောင်ကယုံကြည်သူတွေကိုရေးတာဆိုတော့ယုံကြည်သူတွေရဲ့အတက်တာဘယ်လိုတိဆောက်ပြီးတွားရမလဲဆိုတာကိုသူကညွန်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကနေသူကစာအားပေးတယ်။ဒါကြောင့်ဒီမှာသူအထူးပြောတယ်နော်ကိုလက်ဖြား၍နှုတ်ကပတ်တော်ကိုနာယုံမြပြုတော်သူမဟုတ်ဆိုတဲ့စကားပြောတယ်။ဒီမှာတရားကိုကျင့်တော်သူဖြစ်ကြပါရှင်ယာကုပ်ရဲ့တွင်တင်နိုးဆိုတဲ့ချက်ဖြစ်တယ်ဒါကြောင့်ပထမအချက်စစ်မှန်တဲ့ယုံကြည်မှုမရှိဘဲနဲ့နားထောင်နေခြင်းဟာဒီနေ့ကျွန်တော်တို့ရှင်ယာကုပ်ပြောတဲ့ပထမအချက်ကလို့ကိုလိန်ညာပြီးမှဖျားသားလို့ဟန်ဆောင်ပြီးနေတဲ့ဘဝမှာရှိတယ်ဆိုတော့ကျွန်တော်တို့ကစစ်မှန်သောယုံကြည်မှုမရှိဘဲနဲ့နားထောင်ခြင်းလို့ပြောတဲ့အခါမှာဒီနေ့ဖျားသခင်ရဲ့နှုတ်ပတ်တော်ကိုကျွန်တော်တို့အမြဲတမ်းကြားနိုင်ပေမဲ့ကြားရပေမဲ့လည်းအတက်တာမှာဘာမှကျွန်တော်တို့ခံစားမှုမရှိဘူးစီးဆင်းမှုမရှိပြောင်းလဲမှုမရှိတဲ့ပုံစံမျိုးထဲမှာရှိတယ်ဆိုရင်တင်ဟာဖျားခင်ပေးတဲ့အရာတွေအလုံးစုံကိုပိုင်ဆိုင်ရတယ်လို့ပြောပြီးမှကျွန်တော်ဟန်ဆောင်နေတဲ့သူတယောက်လိုရှိတယ်လိမ့်မယ်ဆိုတော့ဖျားခင်ရဲ့မှုပြုတဲ့ຢာကပြောင်းလဲမှုထူးခြားမှုရှိတယ်ဆိုတာကိုဒီညမှာကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအရာကကျွန်တော်တို့ကိုဘာဖြစ်စေတယ်ဆိုတကယ်ထူးခြားမှုပြောင်းလဲမှုရှိတယ်ဆိုရင်ဘယ်မှာလာပေါ်လဲဆိုရင်ကျွန်တော်တို့ရဲ့လောက်ရက်မှာလာပေါ်မှာဖြစ်တယ်။ဒါကြောင့်နှုတ်ပတ်တော်ကိုကျွန်တော်ကြားနာတဲ့အစစ်မှာပဲကျွန်တော်ရက်တန့်သွားတဲ့သူမဖြစ်စေဘဲနဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုလောက်ရက်တစ်ခုလုံးပေါ်မှာဒီရဲ့အရာတွေကတက်ရောက်မှုရှိနေတဲ့ဘဝထဲမှာဆက်သွားနေဖို့ဖြစ်တယ်။ကဲတင်ချင်းရတော့တူဆက်ဒီကဲတော့ကျွန်တော်တို့ပို့ဆောင်ဖို့ဖြစ်တယ်။ဒါကြောင့်နှုတ်ပတ်တော်ကိုကျွန်တော်ကြားပေမဲ့လည်းဒီနှုတ်ကပတ်တော်ရဲ့တကူကျွန်တော်နှလုံးသားထဲမှာစီးဆင်းမှုမရှိဘူးဆိုရင်တော့ကိုလက်ဖြားနေတယ်ဆိုတဲ့တတိပေးတဲ့အချက်အဆင့်ထဲမှာကျွန်တော်တို့ရောက်နေနိုင်မယ်ဆိုတာကိုဒီနေ့ပထမဆုံးတစ်ချက်ကိုတတိပြုစီချင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဘုရားသခင်ရဲ့နှုတ်မစကားကိုပေါ့နော်ကျွန်တော်တို့နှုတ်ကပတ်တော်ပဲဖြစ်ကျွန်တော်တို့ကျမ်းစာလို့ပြောဘယ်လိုပဲခေါ်ပေါ့နော်ဘုရားသခင်ရဲ့နှုတ်တော်တဲ့စကားကိုကျွန်တော်ကြားယုံမျှနဲ့ဒီနေ့လုံလောက်လားဆိုရင်မလုံလောက်ဘူးဒီနှုတ်ပတ်တော်အားဖြင့်ကျွန်တော်ကြည့်တဲ့အခါမှာတစ်ဆက်တည်းနှုတ်ပတ်တော်ကကျွန်တော်တို့ကိုနှုတ်ပတ်တော်အတိုင်းအသက်ရှင်နေတယ်ဆိုတဲ့ကျွန်တော်တို့ရဲ့လှုပ်ရက်တွေပေါ်မှာထင်ရှားနေဖို့ရန်အတွက်ဖြစ်ရမယ်ဆိုတဲ့အရာကိုတုံတင်နေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့ယုံကြည်သူတွေရဲ့ပြဿနာကဘာလဲဆိုရင်ဘုရားခင်နှုတ်ပတ်တော်ကိုနားထောင်ပြီးကျွန်တော်ကြားတဲ့နေရာမှာရက်လိုက်တာပဲဒါကကျွန်တော်တို့ရဲ့ဘဝမှာအများဆုံးဖြစ်နေတဲ့အခြေအနေဆိုတော့နှုတ်ပတ်တော်ကိုကြားရတယ်ကြားနာပေမဲ့လည်းအဲ့ဒီရဲ့အရာကအဲ့ဒီအဆင့်ကနေ
မတိုးလာဘူးအဲ့ဒီညမှာရက်သွားတယ်အတက်တာထဲမှာဆက်ပြီးမှအဲ့ဒီနှုတ်ပတ်တော်အတက်မရှင်တာယုံကြည်သူတွေထဲမှာကျွန်တော်ဥပမာတစ်ခုကျွန်တော်ပြောရမယ်ဆိုကျွန်တော်တို့အတင်းတော်မှာလဲကျွန်တော်အတူတကွဝတ်ပြုကိုးကွယ်ကြတဲ့အချိန်မှာကျွန်တော်အစီအစဉ်တစ်ခုမှာအများတန်းပါလိရှိတယ်နော်ကျမ်းစာဖတ်တယ်ဒီမှာဥဆောင်ပြီးဖတ်တယ်ဖတ်ကြတယ်ကျွန်တော်တို့ဒီကနေလည်းအပြန်အလှန်ဖတ်တဲ့ချိန်ရှိလို့အတူတကွဖတ်တာလည်းရှိပါတယ်ဆိုတော့ဒီလိုဖတ်တဲ့အခါမှာကြားတယ်သိတယ်ဖတ်တော့ချင်းကျွန်တော်တို့တွေ့တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီနေရာမှာတတိထားရမှာတချို့ဖတ်တဲ့များအရာတိုင်းကျွန်တော်နားလေတာမဟုတ်ဒါပေမဲ့ကျွန်တော်အဲ့ဒါမှတ်ရတယ်မှတ်ပြီးမှအဲ့ဒီရဲ့အရာတွေကိုကျွန်တော်တို့အတိတ်ပဲနားလေဖို့ကြိုးစားရမယ်အဲ့ဒီရဲ့နားလေခြင်းတဲ့စိတ်ဆန္ဒဆက်မရှိဘူးမရှိတော့ကျွန်တော်တို့အတက်တာမှာလှုပ်เสียဘာမှမရှိဘူးနားမလဲတော့မလှုပ်ဒါကကျွန်တော်ကြားတဲ့အစ်စ်မှာရက်နေတာဖြစ်တယ်ဒါကြောင့်ယုံကြည်သူရဲ့ခရိယန်တွေကိုရှင်ယာကုပ်ကနိုးဆိုတာနှုတ်ပတ်တော်ကိုကျင့်တဲ့အဆင့်ထိရောက်ဖို့တွန်းပို့နေတယ်ကျွန်တော်တို့ဆိုတော့ကျင့်ပါလို့ပြောတဲ့အခါမှာဒုတ်ဆောင်ခိုင်းတာကိုပြောတာနော်တော့ကျမ်းစကားကျမ်းမှာသူတို့ရေးထားတဲ့စကားလုံးအတိုင်းကျွန်တော်ကျင့်တယ်လို့ကျွန်တော်တုံးတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လောက်ရက်ကိုပြောတာနော်နှုတ်ပတ်တော်ကပါကျွန်တော်တို့ကိုခွန်အားပေးလဲဘလို့နေစေခြင်းလဲဘလို့တွားစေခြင်းလဲဆိုတာကျွန်တော်ဖတ်တာနှုတ်ပတ်တော်ဝင်ကားတာကြားတာနားထောင်တာလောက်မှာပဲရက်နေဖို့မဟုတ်ဘဲနဲ့အတက်တာကိုအဲ့ဒီတိုင်းပြန်ပြီးမှကျွန်တော်တို့ပုံဖော်ဖို့ဖြစ်တယ်ဆိုတာကိုပြောပြချင်တာဖြစ်တယ်ဒါကြောင့်ယာကုပ်ကဖျားခင်နှုတ်ပတ်တော်ကိုနားထောင်တဲ့အဆင့်ကနေတစ်စစ်နာခံပြီးမှအသက်ရှင်တဲ့ယုံကြည်သူတွေဖြစ်ဖို့ဘုရားရဲ့စကားကိုတုတ်ပြန်ပြီးမှကျွန်တော်တို့အသက်ရှင်တဲ့သူတွေကျွန်တော်တို့လှုပ်ရက်တွေအားဖြင့်ပြတဖို့သူကကျွန်တော်တို့ကိုတောင်းဆိုနေတာအဲကြောင့်စစ်မှန်တဲ့ယုံကြည်ချက်ဘုရားရဲ့နှုတ်ပတ်တော်ကိုနားထောင်တဲ့အခါမှာတကယ်ယေရှုခရစ်တော်ကိုယုံကြည်ပါတယ်လို့ကျွန်တော်ပြောတဲ့သူတယောက်ကဘုရားရဲ့နှုတ်ပတ်တော်ကိုကြားတဲ့အခါမှာကျွန်တော်တို့နှလုံးသားထဲမှာတကယ်နှုတ်ပတ်တော်တည်မြဲပြီးမှနာခံခြင်းတဲ့စိတ်အမြဲတမ်းဖြစ်စေတယ်။ဒါကတကယ်ကျွန်တော်တို့ရရှိထားတဲ့ကျွန်တော်တို့ဘဝအခြေအနေကိုတကယ်နားလည်တယ်တကယ်ဘုရားခင်ထဲမှာဝမ်းမြောက်တယ်ဆိုရင်အဲ့ဒီစိတ်ကိုရှောက်လန်းဖို့ဝင်မလေးဘူး။သွားမှာဖြစ်တယ်။ဒါကြောင့်အာဗြဟံကိုကြည့်တဲ့အခါလဲကျွန်တော်တို့အားလုံးကယုံကြည်ခြင်းနဲ့ဒီကျွန်တော်တို့ရဲ့အသက်တာကိုချိန်ထိုးပြီးကြည့်ရင်အာဗြဟံကိုညွှန်းပြလေရှိတယ်နော်ဒါကြောင့်အာဗြဟံအသက်တာကိုကြည့်တဲ့အခါလေတွေ့ဒီရဲ့ပုံစံမျိုးတွေ့ရတယ်ဖျားကိုယုံကြည်တယ်ဖျားပြောတဲ့စကားကိုသူနာခံတယ်အဲ့ဒီနာခံမှုကသူ့ရဲ့လုပ်ရဲ့အားဖြင့်ထင်ရှားတယ်ပေါ်ပြတယ်ဒါကကျွန်တော်တို့ရဲ့ယုံကြည်သူတယောက်မှာဖြစ်ရမယ့်ဖြစ်စဉ်နော်ကယ်တင်ခြင်းရတယ်ဖျားရဲ့သားသမီးဖြစ်တယ်ဖျားကိုယုံကြည်လို့အဲ့ဒီယုံကြည်မှုအထဲမှာဆက်တဲ့ဖျားရဲ့ကျွန်တော်တို့ရဲ့ဘဝနေထိုင်မှုတွင်တင်မှုအရာအားလုံးကိုလက်ခံတယ်နားခံတယ်ဒါကြောင့်အဲ့ဒီတိုင်းကျွန်တော်တို့ဆက်သွားမယ်ဆိုရဲဖြစ်ရမှာဒါကြောင့်အာဗြဟံကတော့ဒီနေ့ကျွန်တော်တို့အဲ့ဒီတိုင်းအသက်ရှင်ပြခဲ့လို့အမြဲတမ်းနှုတ်ပတ်တော်မှာစံပြအနေနဲ့ကျွန်တော်တို့ကိုတွင်တင်တဲ့ညမှာမိမောင်းထိုးပြတဲ့ညမှာအာဗြဟံဒီအသက်တာသူ့ရဲ့အသက်တာဒီကျွန်တော်ယုံကြည်သူဘဝအတွက်စံပြအဖြစ်ဒီမှတ်တမ်းတင်ထားတယ်ဒါကျွန်တော်တို့လည်းဒီတိုင်းဖြစ်စေဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကတနင်္ဂနွေနေ့တရက်ဒီမှာဖျားကြောင်းတက်တယ်နှုတ်ပတ်တော်ကိုကျွန်တော်ခံယူတယ်ကျွန်တော်ခွန်အားရတယ်ဝိညာဉ်အတွက်ခွန်အားဖြစ်သွားတယ်ဆိုတာတော့ပဲကျွန်တော်ရက်တက်သွားဖို့မဟုတ်အများပိုင်းကအဲ့ဒီမှာရက်တက်ဒီနေ့ကြားရတဲ့နှုတ်ပတ်တော်အပြည့်ခွန်အားဖြစ်တယ်ဒါပေမဲ့အတက်တာမှဘာဖြစ်လာလဲဘာမှမဖြစ်လာအဲ့ဒီအဆင့်မှာတော်တော်များများကျွန်တော်တို့ယုံကြည်သူတွေကရက်တည်တယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုကြားနာတဲ့အစ်စ်မှာဘုရားသခင်နှုတ်ပတ်တော်ကိုကြားနာတဲ့သူအစ်စ်လောက်မှာပဲရက်တန့်ပြီးမှနေစီခြင်းတဲ့သူတွေမဟုတ်ပဲနဲ့တစ်ဆင့်အဲ့ဒီကြားနာတဲ့သတင်းစကားကြားရတဲ့ခံယူရတဲ့အရာအဖြစ်ကျွန်တော်တို့အတက်တာကိုအဲမှာတကယ်အဲ့ဒီအတိုင်းလက်တွေ့လှုပ်ဆောင်နေတယ်ဆိုတဲ့အတက်တာမျိုးနဲ့ကျွန်တော်တို့ကိုတွားစီခြင်းတဲ့ဘုရားဖြစ်တယ်ဆိုတာကိုဒီနေ့ရှင်ယာကုပ်ရဲ့နှုတ်ပတ်တော်ကိုလေ့လာတဲ့အချိန်မှာကျွန်တော်တွေ့ရလိမ့်မယ်ဒါကြောင့်ကျွန်တော်ပထမဆုံးပြောတယ်ရှင်ယာကုပ်ဩဝါဒစာဆောင်ကကျွန်တော်တို့ရဲ့ဓမ္မတစ်ရဲ့တုတ်တန်ကျမ်းကဲ့သို့ဖြစ်တယ်ကျွန်တော်အတက်တာမှာဘလို့နေပါယုံကြည်ခြင်းတဲ့ဆိုဘလို့အားကိုးပါဘလို့လျှောက်လန်းပါဆိုပြီးသူအများကြီးရေးထားတယ်เนาะဒါကြောင့်သူဆက်ပြီးမှဒီသဘောတရားတွေကိုပဲသူကဖော်ပြထားတယ်အကျင့်မပါတော့ယုံကြည်ခြင်းကအတေဖြစ်တယ်လို့ပြောတဲ့အခါမှာကယ်တင်ခြင်းနဲ့ဆက်ဆံပြီးသူညွန်ပြနေတာမဟုတ်ပဲကျွန်တော်တို့ယုံကြည်ထားတယ်ကယ်တင်ခြင်းရယူထားတယ်ဆိုရင်တကယ်အဲ့ဒီတိုင်းမှန်တယ်ဆိုအဲ့ဒီကကျွန်တော်တို့ရဲ့လုပ်ရက်တွေမှာလည်းထူးခြားမှုရှိရမယ်ဆိုတဲ့အကြောင်းကိုသူကညွှန်ပြနေတာဖြစ်တယ်။အကြောင်းဒီနေ့နှုတ်ပတ်တော်ကိုကြားယုံတက်ပြုတဲ့သူဒီကျွန်တော်တို့ကြားတဲ့အရာကို
ဆက်ပြီးမှမကျင့်သုံးဘူးဆိုရင်ဘာဖြစ်လဲဆိုအချိန်တန်ရင်အဲ့ဒီကြားတဲ့ဟာမေ့သွားတယ်ပျောက်သွားတယ်ဘာကြောက်လဲကျွန်တော်အဲ့ဒါကြားပဲကြားလိုက်တာကျွန်တော်တို့အတက်တာမှာမလုတ်ဆောင်ကျောင်းသားတွေကျွန်တော်စာကြက်ရင်လည်းဒီတိုင်းပဲเนาะကျွန်တော်တို့စာကြက်တယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်လက်တွေ့ကြက်တဲ့အရာကိုလည်းလက်ကနေဆက်ပြီးမှကျွန်တော်တို့ရေးတယ်ဆိုပို့ပြီးမှကျွန်တော်တို့ဆံပွဲခမ်းမှာမှတ်မိတယ်เนาะဒါကျွန်တော်ဆံပွဲဖြည့်ပြီးတဲ့သူအားလုံးတည်တယ်ဆိုတော့ကျွန်တော်တို့ကြားလိုက်တဲ့အရာကိုထက်ကျွန်တော်တို့ရဲ့အတက်တာထဲမှာလက်တွေ့လှုပ်ဆောင်တဲ့အခါမှာပို့ပြီးမှကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့ကောင်းမြတ်တဲ့အရာတွေကိုချီးမွမ်းနိုင်ဖို့တွေ့မြင်မှာဖြစ်တယ်ခံစားရမှာဖြစ်တယ်เนาะဒါကြောင့်ကြားပြီးမှကျင့်တဲ့သူကလှုပ်ဆောင်တဲ့သူပါဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားတယ်ဆိုတဲ့အခွင့်အရေးရတယ်လို့တက်တေခံဖို့လည်းရှိတယ်အဲဒါကျွန်တော်လက်တွေ့လှုပ်မှရှိတာကြားဖူနာဝတွေလောက်ကိုကျွန်တော်တို့တက်တေခံဖို့လုပ်လို့မရဘူးကိုယ်တိုင်လက်တွေ့အဲ့ဒီတိုင်းအသက်ရှင်တဲ့အခါမှာဟုတ်တယ်ဘုရားသခင်ကျွန်တော်တို့ကိုဒီလိုတာဝန်ထားပြီးပို့ဆောင်တဲ့အတိုင်းကျွန်တော်ဒီတိုင်းအသက်ရှင်တဲ့အခါမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကိုခံစားရတယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါဒီအစစ်ကိုကျွန်တော်ရောက်ဖို့လိုတယ်ဆိုတာကိုပထမတစ်ချက်ပြောချင်တယ်เนาะဒါကြောင့်တရားကိုကျင့်တဲ့သူကဘယ်လိုလူလဲဆိုရင်တမန်ကျမ်းစာကိုနားလေတယ်ကျွန်တော်တို့နှုတ်ဘတ်တော်ကိုလည်းကျွန်တော်ဝင်ရတဲ့အရာတွေကိုခံယူတဲ့အခါမှာနားလေတယ်ပြီးမှနှုတ်ဘတ်တော်တွေကျွန်တော်တို့တွင်တင်တဲ့အရာတွေကိုနားလေတယ်ဆိုတော့အတွေးကကျွန်တော်တို့ရဲ့အတွေးထဲမှာရောက်ပြီးမှအဲ့ဒီအတွေးကပဲကျွန်တော်တို့အတက်တာကိုအသက်ရှင်ပုံကိုပြောင်းလဲစေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်ဖတ်တယ်ကျွန်တော်လေ့လာတယ်တရားဟောချက်တွေကိုကျွန်တော်နားထောင်တယ်တကယ်နားလေလား။အဲ့ဒီနားလေတယ်ဆိုရင်ကျွန်တော်တို့ရဲ့အတွေးတွေကိုပြုပြင်ပြီးမှပြောင်းလဲစေမှာဖြစ်တယ်။ဒါအဲ့ဒီရဲ့ပြောင်းလဲခြင်းကတာလေကျွန်တော်တို့ရဲ့လက်တွေ့ကိုလည်းဆက်ပြီးမှအကောင့်တွေဖော်နိုင်တာဖြစ်တယ်။နော်ဒါကြောင့်လူငယ်တွေကိုလည်းကျွန်တော်ပြောတယ်အားပေးချင်တယ်ကျွန်တော်ဒီမှာထိုင်ကြတယ်နေ့စဉ်ကျွန်တော်တို့ကြားရတဲ့နှုတ်ပတ်တော်တွေရှိတယ်ဒါပေမဲ့ဖျားเจ้าအပြင်ထွက်သွားရင်ဘာမှမကြံဘူးဆိုရင်ကျွန်တော်ကြားတဲ့မြအရာအားလုံးကချင်းကြီးပဲဘာမှအကျိုးမရှိဘူးရှင်ယာကုတ်ကယုံကြည်သူတွေကိုအဲ့ဒီရဲ့ဘဝမျိုးမှာအသက်မရှင်စေချင်ဘူးဒီအရာကဖျားရှင်ကရှင်ယာကုတ်ကိုအတုံးပြုပြီးယုံကြည်သူအရောက်ချင်းစီတိုင်းကိုဒီနေ့တတိပေးနေတာကျွန်တော်ဖျားခင်တွားစေချင်တဲ့တည်င်းစကားကိုရှင်ယာကုတ်အဖြစ်ဒီနေ့ပြောနေတာဖြစ်ဆိုတော့ရှင်ယောဟန်လည်းကျွန်တော်တို့ရဲ့ချစ်တယ်ဆိုတဲ့စကားလုံးကိုပါဆက်ကပဲကျွန်တော်တို့လက်လွတ်စပယ်ပြောနေဖို့မဟုတ်ဘူးအဲ့ဒီရဲ့ချစ်ပါတယ်ဆိုတဲ့စကားလုံးကလက်တွေ့မှာထင်ရှားဖို့ဖြစ်တယ်ဆိုတဲ့အရာကိုဆက်ပြီးမှတွန်းတင်တာเนาะချစ်သားတို့ငါတို့စကားများအားဖြစ်တာမချစ်ပဲနဲ့စိတ်ပါကိုရောက်ဧကအမှန်ချစ်ကြကုန်အားဘုရားသခင်ပညတ်ဟုမူကားသားတော်ယေရှုခရစ်ကိုယုံကြည်ရမယ်ဒါပထမအဆင့်ကယ်တင်ပါရှိပြီးလက်ခံယုံကြည်ခြင်းကိုပြောတယ်အဲ့ဒီတစ်ဆက်တည်းမှာယေရှုခရစ်ကဘာပန်ဆက်တွန်တယ်လဲဆိုရင်ကျွန်တော်တို့ပညတ်တော်ဟုယေရှုသားတော်ရဲ့ပညတ်တော်ဟုမူကားအချင်းချင်းချစ်ရမယ်တော့ပညတ်တွေဆိုတော့ဒီရဲ့အချင်းချင်းချစ်ရမယ်လို့ပြောတဲ့ကောင်ဖယားခင်တဲမှာမိသားစုဝင်ဖြစ်လာတဲ့အခါမှာကျွန်တော်အမြဲတမ်းကြွေးကြော်တယ်ကျွန်တော်တို့ယေရှုခရစ်တော်မိသားစုဖြစ်တယ်ကျွန်တော်ချစ်ကြတယ်တချင်းဆူယုံတတ်မဟုတ်အဲ့ဒါလက်တွေ့မှာအဲ့ဒီချစ်တယ်ဆိုတဲ့ဟာကပုံပေါ်နေရမယ်တရားခက်ခဲတဲ့ချိန်မှာကျမ်းစာကပြောတယ်အတူဝမ်းနေပေးရတရားအောင်မြင်တဲ့အခါမှာအတူဝမ်းမြောက်နိုင်တဲ့နှလုံးသားရှိရအဲ့ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်လောကမှာကျွန်တော်တို့ဖြစ်ပျက်နေတဲ့မနာလိုခြင်းမုန်းတီးခြင်းပျောက်သွားမယ်ယေရှုခရစ်တော်အဲမှာကျွန်တော်ဒီလိုလှုပ်နိုင်တယ်ဆိုတာကပြနိုင်ရဒါမဲ့ကျွန်တော်ယုံကြည်သူချင်းချင်းဖြစ်ပေမဲ့လည်းတယောက်ကောင်းစားတဲ့ချိန်မှာအတူဝမ်းမမြောက်ပေးနိုင်ဘူးဆိုရင်နှုတ်ပတ်တော်ကိုကြားတဲ့အစ်စ်မှာရက်သွားတာလက်တွေ့မှာမစီးစင်တော့ဒီလိုကျွန်တော်တို့ရဲ့ကြားရတဲ့အရာအလုံးစုံကကြားလိုက်တယ်တီးလိုက်တယ်ဆိုတဲ့အစ်စ်မှာပဲမဟုတ်ဘဲနဲ့လက်တွေ့မှာကိုဖခင်ရဲ့နှုတ်ပတ်တော်ကိုစီးစင်းနေတဲ့ဘဝအထဲမှာရောက်ဖို့နှုတ်ပတ်တော်ကဒီနေ့ကျွန်တော်တို့ယုံကြည်သူအရောက်ချင်းကိုတောင်းဆိုတာရှေ့ယာဆုနှစ်ကယုံကြည်သူတွေထက်ဒီနေ့ကျွန်တော်တို့အခွင့်အရေးရှိတယ်ဖခင်ရဲ့နှုတ်ပတ်တော်ကိုကြားနာရတဲ့အခွင့်အရေးရှိတယ်ကျွန်တော်လက်ထက်မှာစံစာအုပ်ရောက်နေပြီဒီထက်ခင်မိတယ်ကျွန်တော်တို့ရဲ့စမတ်ဖုန်းတွေထဲမှာစံစာအုပ်ရောက်နေပြီလူတိုင်းဖခင်ရဲ့စကားကိုအချိန်မရွေးကြားနိုင်ရတဲ့အခွင့်အရေးရှိတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးဒီနေ့ကျွန်တော်တို့ဖတ်တယ်ဆက်စောနာကျွန်တော်ဥပမာပေးတယ်လို့ဖတ်လိုက်တယ်ကျွန်တော်မတိနားမလဲတာတွေပါတယ်ဒါပေမဲ့ဆက်လေ့လာခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်အဲ့ဒီအတိတ်ပဲကိုကျွန်တော်နားမလဲတော့ဘူးဆက်ပြီးမှကောင်းတယ်ပေါ်လို့မရတော့ဘူးကြောင့်ချမ်းတပေါ်အရာကကယ်တင်ခြင်းရယူပြီးတဲ့နောက်ပိုင်းယုံကြည်သူတွေကနေထိုင်ရမယ့်ပုံစံကိုလည်းဖခင်ရဲ့အတွေးခေါ်ထဲမှာအသက်ရှင်ရမယ့်ပုံစံလမ်းခင်းပေးထားတယ်ရှင်ပေါလုကလည်းဒီစကားကိုပြောတယ်ဒါကြောင့်
ဆိုကေတင်ချင်းကျွန်တော်ရရှိသွားတဲ့အခါမှာအမှန်တကယ်ကေတင်ချင်းရရှိလိုက်တာနဲ့ကျွန်တော်တို့ဒီအသက်တာထဲမှာရှိတယ်တက်လုံယူစရာတော့မလိုဘူးတကယ်ဆိုကျွန်တော်အသက်ရှင်ခြင်းလက္ခဏာဖခင်တခင်ထဲမှာတည်တဲ့သူကလည်းအသက်ပြန်ရှင်တဲ့သူဖြစ်တယ်ဒါတော့အသက်ရှင်တဲ့သူဖြစ်တယ်တန်ရှင်းတယ်လို့ဖခင်တတ်မြောက်ခြင်းထဲမှာရှိဒီအားတကယ်တော့ကေတင်ချင်းရယူပြီးရတယ်ကျွန်တော်ဘဝထဲမှာဖြစ်ပြီးသားရပဲဒါပေမဲ့အဲ့ဒါကိုနားလည်ပြီးမှတကယ်လက်တွေ့မှာလည်းအဲ့ဒီရဲ့ဘဝအတိုင်းကျွန်တော်တို့အသက်ရှင်ပြီးဖခင်ကိုပူစော်တဲ့အသက်တာပြဖို့ဖြစ်တယ်နော်ကျွန်တော်ခန္ဓာနဲ့အသက်ရှင်ရတည်တဲ့အခါမှာလည်းဒီလိုဖခင်ခင်ပေးတယ်ဆိုတဲ့တန်ရှင်းခြင်းကျွန်တော်တို့ကထာဝရအသက်ရှင်တော်သူဖြစ်တယ်ဖခင်ခင်နစ်သက်တဲ့သူဖြစ်တယ်ဆိုတာကိုခန္ဓာနဲ့အသက်ရှင်နေတဲ့အချိန်မှာကိုပင်လေပြန်ပြီးမှဖခင်ကိုမှန်တယ်ဆိုတဲ့ဝန်ခံချက်နဲ့တူဘဝအသက်ရှင်မှုနဲ့ဖခင်ကိုပူစော်ရမယ်ကျွန်တော်တို့ဒီလိုအစီအစဉ်လုပ်ပြီးမှဖခင်ကိုကိုးကွယ်တာမှကိုးကွယ်တာမဟုတ်ဘဝမှာအဲ့ဒီလိုဖခင်ရဲ့စကားကိုနာခံပြီးအသက်ရှင်နေတာကိုကဖခင်ကိုကျွန်တော်ကိုးကွယ်နေတဲ့သူဖြစ်တယ်ဒါယုံကြည်တယ်ဒါကြောင့်နှုတ်ဘတ်တော်ထဲမှာပျော်မွေ့တတ်တယ်ဆိုရင်လောကရဲ့ဆွဲဆောင်မှုတွေအများကြီးကြီးမားတဲ့ပတ်ဝန်းကျင်မှာရှိနေရင်တောင်မှဂရုစိုက်မဲ့အချိန်မရှိဘူးကျွန်တော်တို့ကိုဖျားခင်ဘလို့ပို့ဆောင်ပေးနေလဲဆိုတာကိုတိတော်သူကတကယ်အတ္တတာထဲမှာအဲ့ဒီရဲ့တိချင်းတရားနဲ့အတူဖျားနှုတ်ဘတ်တော်ကိုယုံကြည်ပြီးမှဘဝကိုအသက်ရှင်နိုင်တာပဲကျွန်တော်တို့ဖျားကောင်းကြီးပေးတဲ့လူမျိုးကကျွန်တော်တို့သူ့ရဲ့သားသမီးတွေဖြစ်တယ်ဆိုတော့တကယ်လဲကောင်းကြီးနဲ့ပြေဝစေပြီးမှကျွန်တော်တို့ကိုပို့ဆောင်နေတာဖြစ်တယ်အဲ့ဒီရဲ့ကောင်းကြီးကကိုယ်နဲ့ဆက်ဆိုင်တဲ့သူအပေါ်မှာပြန်ပြီးမှဖခင်ရဲ့အလင်းကိုထုံးဖို့ဖြစ်တယ်အဲ့ဒါကျွန်တော်တို့အတ္တတာမှာပြနေရမယ်အရာတွေဖြစ်တယ်ဆိုတာကိုပထမဒီလောက်ကျွန်တော်အားပေးခြင်းတယ်ပေါ့နော်ဒါကြောင့်ဖခင်ပေးတဲ့ဘဝကိုကျွန်တော်တို့ကတန်ဖိုးထားပြီးမှလက်တွေ့မှာလည်းအဲ့ဒီအရာကိုအသက်ရှင်စေဖို့ဖြစ်တယ်ဆိုတာကိုပထမဒီအပိုင်းအနေနဲ့ကျွန်တော်အားပေးခြင်းတယ်ခုဏိကုံအနေနဲ့ကျွန်တော်အားပြောခြင်းတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကနှုတ်ဘတ်တော်ကိုကြားနိုင်တဲ့နေရာတွေအများကြီးရှိတယ်ဖျားเจ้าတက်ချိန်ကြားတယ်ဆရာတွေနှုတ်ဘတ်တော်ဝင်ငါတဲ့ချိန်ကြားတယ်ကိုကျမ်းစာဖတ်တဲ့ချိန်လဲနှုတ်ဘတ်တော်ကိုကျွန်တော်ကြားရတယ်နော်ကြားရနိုင်တဲ့ကျွန်တော်နှုတ်ဘတ်တော်ကိုကြားတဲ့အချိန်တွေအများကြီးရှိပေမဲ့လည်းအဲ့ဒီကျမ်းစကားတွေကိုလက်တွေ့အထိကျင့်သုံးမှုမရောက်လာဘူးဆိုရင်နှုတ်ဘတ်တော်ကျွန်တော်တို့ဒီတိုင်းပဲတတ်မှတ်တယ်မင်းတို့ညတာတော့ဖခင်ရဲ့သားသမီးလို့ပြောရင်ဖခင်ကျွန်တော်တို့ကိုသွားစေခြင်းတဲ့အတိုင်းခံယူတဲ့အတိုင်းအသက်ရှင်တက်ပြဖို့လေလိုတယ်ဆိုတာကိုဒီနားလေဖို့ဖြစ်တယ်အမြဲတမ်းကျွန်တော်နှုတ်ဘတ်တော်ကိုကြားနေရတယ်တွင်တင်တယ်ခံယူတယ်ဒါမဲ့အဲ့ဒီအစ်စ်မှာပဲရက်နေသေးတယ်ဆိုရင်ကျွန်တော်တို့လှုပ်ဆောင်ပြီးမှဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးမွမ်းတယ်လို့ပြောတာဟန်ဆောင်တယ်လို့တော့နှုတ်ဘတ်တော်ကပြောနေတာโอเคဒါကြောင့်မို့ကျွန်တော်တို့ရဲ့လှုပ်ရက်ကပဲဒီຢာတွေကိုတက်တည်ပြတာဖြစ်တယ်ဆိုတာကိုပထမဆုံးတစ်ချက်နားလဲဖြစ်တယ်ဒါကြောင့်တရားကိုကျင့်တဲ့သူကနှုတ်ဘတ်တော်ကိုနာယုံညတာမဟုတ်ပဲနဲ့အဲ့ဒီအပေါ်မှာဆက်နာခံပြီးမှအသက်ရှင်တတ်တယ်ဆိုတာကိုဒီနေ့နားလဲဖို့ဖြစ်တယ်ကိုယ်လည်းဒီနေ့ယုံကြည်သူဖြစ်တဲ့အခါမှာဒီလိုကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်ဒါကြောင့်လက်ခံတဲ့ကြားရတဲ့နှုတ်ဘတ်တော်တရားတိုင်းကိုကျွန်တော်တို့ရဲ့အတ္တတာထဲတိကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေထဲတိစီးဆင်းနေဖို့ဖြစ်တယ်ဒါကလည်းနှုတ်ဘတ်တော်ကိုကြားပြီးနားလည်မှာဖြစ်တယ်ဆိုတော့ပြောပြချင်ဒါကြောင့်လူငယ်တွေကိုကျွန်တော်လူငယ်စစ်စစ်မှာကျွန်တော်တစ်ခေါက်မေးတယ်ဆိုတော့အတ္တတာမှာဘယ်လိုနေရမလဲလို့ပြောရင်ကျွန်တော်တို့ကူးကွယ်တဲ့ဖခင်ကိုဘယ်လိုနားလည်လဲလို့ပဲကျွန်တော်ပြန်မေးဆိုတော့ကျွန်တော်တို့ကူးကွယ်တဲ့မိမိကူးကွယ်တဲ့ဖခင်ကိုဘယ်လိုနားလည်လဲအဲ့ဒီတိုင်းကျွန်တော်နေမှာဖြစ်တယ်နောက်ဆုံးဒါလေးနဲ့ညီကုန်းချုပ်ချင်ပါတယ်ဒါကြောင့်လူငယ်တွေကိုကျွန်တော်ပြောခိုင်းတယ်နော်ရင်ဘက်မှာကဲကျွန်တော်တို့ဖခင်ဘယ်လိုဖခင်မျိုးလဲသူတို့တယောက်တခွန်းပြောတော့နည်းနည်းပြည့်စုံတော့ပါတယ်နော်9ချက်10ချက်လောက်ထွက်လာမှန်ပါဆိုတော့ဖခင်သခင်ကချစ်ချင်းမြတ်တာနဲ့ပြည့်စုံတဲ့ဖခင်ဖြစ်တယ်ဆိုရင်အဲ့ဒီရဲ့ဖခင်ရဲ့တပါဝါကျွန်တော်တို့ထဲမှာစီးဆင်းလာဖခင်ကတရားမျှတတဲ့ဖခင်လို့ကျွန်တော်နားလဲဆိုကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းမှာလည်းအဲ့ဒီဟာကူးဆက်ရှိနေတယ်ဖခင်ကဖြောင့်မတ်တယ်ဆိုရင်ကျွန်တော်တို့လည်းရိုးတတာဒုတပါပေါ်မှာဘယ်တော့မှမကောက်ချင်ဒါဖခင်ရဲ့တပါဝါတွေကိုကျွန်တော်တို့ဘယ်လိုနားလဲငါကိုးကွယ်တဲ့ဖခင်ကဘယ်လိုလဲဖခင်ကအယူတီးပေးရမယ့်ဖခင်ဖြစ်တယ်ဆိုရင်ဘယ်တော့မှဖခင်ကိုကျွန်တော်တို့ကစားဆရာလို့ pray ပြုပြီးမှဖခင်ကိုကျွန်တော်မပြောဘူးဖခင်ကိုတန်ဖိုးထားပြီးမှသူပြောတဲ့စကားကိုတန်ဖိုးထားဖို့ဖြစ်လာဆိုတော့ကျွန်တော်တို့ရဲ့အတက်တာမှာအဲ့ဒါတွေဒါကြောင့်ကျွန်တော်တို့ကိုးကွယ်နေတဲ့ဖခင်သခင်ရဲ့တပါဝါကိုကျွန်တော်တို့နားလည်ပြီးမှသူကချစ်ချင်းဖခင်ချစ်မြတ်တာဖခင်ဖြစ်တယ်ဆိုရင်အဲ့ဒီຢာကိုသူမတွင်တင်ပင်နဲ့မနေပြောပြချစ်ချင်းဆိုတာပါတယ်သူကကျွန်တော်တို့ဘယ်လိုချစ်တယ်ဆိုတာကိုတွင်တင်တယ်လို့ယေရှုကငါမင်းတို့ကိုချစ်တယ်လို့မ
င်းတို့အချင်းချင်းလဲချစ်ပါအဆင့်ပြန်တွားခိုင်းတယ်သူကတရားများထားတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှသူတပါးပေါ်မှာကျွန်တော်တို့နိုင်ထက်စီလိုလောက်တာမျိုးကိုသူလက်မခံဘူးဒါကကျွန်တော်တို့အတက်တာမှာလက်တွေ့ဘုရားသခင်နဲ့အတူဘုရားရဲ့စကားကိုကြားနာခြင်းအပြင်စီစဉ်ပြီးမှဖြစ်နေရမယ်အတက်တာမျိုးဖြစ်တာကျွန်တော်နှုတ်ပတ်တော်ကျင့်တဲ့သူစစ်မှန်ယုံကြည်သူကဒီနေ့ဘုရားသခင်ရဲ့စကားကိုကြားလိုက်တဲ့အစ်စ်မှာမရက်သွားပဲနဲ့ကျွန်တော်တို့ရဲ့အတက်တာထဲမှာအဲ့ဒီရဲ့ကြားတဲ့နှုတ်ပတ်တော်စီကတရားတိုင်းနေထိုင်ဖို့တည်ဆောက်တဲ့သူကိုဆိုနေတာဖြစ်တယ်။ဒါကြောင့်ဒီနေ့အထူးကျွန်တော်အားပေးချင်တာနှုတ်ပတ်တော်ကိုကျင့်သုံးတဲ့လိုက်လျှောက်တဲ့အတက်တာအဆင့်တီရောက်တဲ့ယုံကြည်သူဖြစ်ဖို့အားပေးချင်တယ်။ကြားနာတဲ့အစ်စ်မှာပဲရက်သွားပြီးမှဘုရားသခင်ကိုတော်လကောင်းမိမိကိုတော်လကောင်းလက်ဖြားနေတဲ့အတက်တာမျိုးထဲမှာမရှိစေချင်ဘူး။ဒါကိုကျွန်တော်ဒီနေ့အထူးအားပေးချင်တာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာဒီမှာရှိကြတော့လူငယ်ယုံကြည်သူအားလုံးကိုဘုရားသခင်ရဲ့ဤနှုတ်ပတ်တော်ကောင်းကြီးအဖြစ်ကျွန်တော်တို့အသက်တာမှာတကယ်ပဲဘုရားရဲ့ဘုန်းတော်ကိုထင်ရှားတဲ့လက်တွေ့အသက်ရှင်နေထိုင်တဲ့ယုံကြည်သူတွေဖြစ်ကြပါစို့လို့ဆိုပြီးမှတိုက်တွန်းအားပေးချင်တာအများလောက်ဖြစ်တဲ့အားလုံးကိုဘုရားကောင်းကြီးပေးပါစေ။